ပရိသတ်ကြီးမင်္ဂလာပါရှင်ကျမမေတူပါဒီနေ့ကျမတို့ရဲ့ကျမရဲ့နဲ့ပတ်သက်သောစကားဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ကျမတို့နေ့စဉ်ဘဝမှာရင်ဆိုင်နေရတဲ့စိတ်ဖိစီးမှုကိုဘယ်လိုရှော့ချမလဲဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ရှင်ကျမတို့အမျိုးသမီးတွေဟာအိမ်မှုကိစ္စတွေအလုပ်ကြဝင်တွေခလဲကိစ္စတွေနဲ့ဆိုတော့စိတ်ဖိစီးမှုတွေဟာဘဝရဲ့တစ်စိတ်တစ်ပိုင်းလို့ဖြစ်နေတတ်ပါတယ်ဒါပဲနဲ့ဒီစိတ်ဖိစီးမှုတွေကိုမစီမံခန့်ခွဲနိုင်ဘူးဆိုရင်စိတ်ပိုင်းဆိုင်ရာတော့ရုပ်ပိုင်းဆိုင်ရာပါထိခိုက်လာနိုင်ပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုတွေကိုထိရောက်စွာဘယ်လိုရှော့ချမလဲဆိုတာကိုကျမနဲ့အတူတူလေ့လာကြည့်ရအောင်နော်။စိတ်ဖိစီးမှုဆိုတာဘာလဲ၊ဘာကြောင့်ဖြစ်တာလဲ။စိတ်ဖိစီးမှုဆိုတာကကျမတို့ရဲ့ခန္ဓာကိုယ်ကပြင်ပဖိအားတွေကိုတုံးပြန်တဲ့ပုံစံတစ်မျိုးပါပဲအလုံးမှာဖိအားများတာငွေချေးအခက်အခဲရှိတာလူမှုရေးပြဿနာတွေမိသားစုရေးရာတွေစားတဲ့အကြောင်းအမျိုးမျိုးကြောင့်စိတ်ဖိစီးမှုတွေဖြစ်ပေါ်တတ်ပါတယ်ရေရှည်စိတ်ဖိစီးမှုတွေကတော့ကျန်းမာရေးအတွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်စိတ်ဖိစီးမှုရဲ့လက္ခဏာများစိတ်ဖိစီးမှုများလာပြီဆိုရင်ကျမတို့ခန္ဓာကိုယ်နဲ့စိတ်ထဲမှာဘယ်လိုလက္ခဏာတွေပြတတ်တယ်လဲဆိုတာသိထားဖို့လိုပါတယ်။ရုပ်ပိုင်းဆိုင်ရာလက္ခဏာများခေါင်းကိုက်တာ၊ဘိုင်အောင်တာ၊ကြွက်သားတွေတောင်းတင်းတာ၊အိမ်မပြောတာ၊မောပန်းနွမ်းနေတာ၊ကိုယ်ခံအားကျဆင်းပြီးမကြာခဏဖျားနာတာတွေဖြစ်နိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာလက္ခဏာများစိုးရင်ပူပန်တာစိတ်တက်ကြတာဒေါသထွက်လွယ်တာစိတ်မတည်ငြိမ်တာအာယုံစူးစိုက်မှုခက်ခဲတာအရာရာကိုအစိုးမြင်တတ်တာတွေဖြစ်တတ်ပါတယ်အဖြူအမှုပိုင်းဆိုင်ရာလက္ခဏာများအစားအသောက်အလွန်အကျွမ်းစားတာဒါမှမဟုတ်မစားတာဆဲလိပ်အရက်အလွန်အကျွမ်းတောက်တုံတာလူမှုရေးကင်းစာတွေကနေရှောင်ဖယ်နေတာတွေဖြစ်နိုင်ပါတယ်စိတ်ဖိစီးမှုကိုရှော့ချဖို့နေလိုက်များဒီလိုမျိုးစိတ်ဖိစီးမှုတွေကိုထိရောက်ဘယ်လိုရှော့ချမလဲဆိုတာကိုကျမတို့အတူတူလေ့လာကြည့်အောင်နော်တဲ့ကိုလက်လှူရှာမှုပုံမှန်လုပ်ပါလေ့ကျင့်ခန်းလုပ်တာလမ်းလျှောက်တာယောဂကျင့်တာလိုမျိုးကိုလက်လှူရှာမှုတွေကစိတ်ဖိစီးမှုဟော်မုန်းတွေကိုရှော့ချပြီးစိတ်ကြည်လင်လန်းဆန်းစေတဲ့ဟော်မုန်းတွေကိုထုတ်ပေးပါတယ်ဒီနေ့ကိုမိနစ်30လောက်ဖြစ်အချိန်ပေးပြီးလှုပ်ဆောင်ပေးသင့်ပါတယ်နေ့လုံလောက်စွာအိပ်ဆက်အနားယူပါဒီနေ့ကို9နာရီကနေ10နာရီအထိအရေးအသွေးကောင်းတဲ့အိပ်ဆက်ခြင်းကခန္ဓာကိုယ်နဲ့စိတ်ကိုပြန်လည်အားထည့်ပေးပါတယ်အရေးမဝရင်စိတ်ဖိစီးမှုပိုများလာနိုင်ပါတယ်3. ကျန်းမာရေးနဲ့ညီညွတ်စွာစားတို့ပါအာဟာရပြည့်ဝတဲ့အစားအသောက်တွေကကိုယ်ခံအားကိုကောင်းမွန်စေပြီးစိတ်ခံစားချက်ကိုလည်းတိုးတက်စေပါတယ်။တခြားဓာတ်ကဖိန်းဓာတ်နဲ့ပြူပင်ထားတဲ့အစားအသောက်တွေကိုတတ်နိုင်သမျှရှော့စားပါ။4. အချင်းကိုစီမံခန့်ခွဲပါလုတ်ဆရာရှိတာတွေကိုစရင်လုတ်တာဦးစားပေးအလိုက်စီစဉ်တာအလုပ်တွေကိုခွဲဝေပေးတာတွေကအလုပ်ဖိစီးမှုတွေကိုရှော့ချပေးနိုင်ပါတယ်။မလုံနိုင်ဘူးလို့ပြောရဖို့လည်းအရေးကြီးပါတယ်။5. အသက်ရှူလေ့ကျင့်ခန်းနဲ့တရားထိုင်ခြင်းခြေဖြည့်ခြင်းအသက်ရှူသွင်းရှူထုတ်တဲ့လေ့ကျင့်ခန်းတွေဒါမှမဟုတ်တရားထိုင်တာတွေကစိတ်ကိုငြိမ်သက်အေးချမ်းစေပြီးစိတ်ဖိစီးမှုကိုရှော့ချပေးနိုင်ပါတယ်။6. ဝါဒနာပါရများကိုလှုပ်ဆောင်ပါကိုကြိုက်တဲ့အနုပညာတစ်ခုခုလုပ်တာစားအုပ်ဖတ်တာဂီတနားချောက်တာပန်းပင်စိုက်တာလိုမျိုးဝါဒနာပါရတွေကိုလှုပ်ဆောင်ခြင်းတာစိတ်ဖိစီးမှုကိုဖြေလျှော့ပေးနိုင်ပါတယ်။9. လူမှုဆက်ဆံရေးကိုမြင့်တင်ပါယုံကြည်ရတဲ့သူငယ်ချင်းတွေမိသားစုဝင်တွေနဲ့စကားပြောတာပွင့်ပွင့်လင်းလင်းရင်ဖွင့်တာကစိတ်ဖိစီးမှုကိုရှော့ချဖို့ကူညီပေးနိုင်ပါတယ်။တယောက်တည်းစိတ်ခံစားမနေပါနဲ့ရှေ့မထက်မနဲ့ဆိုတာတွေကိုရှော့ချပါအရာရာတိုင်းကိုပြည့်ပြည့်စုံအောင်လုပ်ရမယ်ဆိုတဲ့စိတ်ထားကစိတ်ဖိစီးမှုကိုပိုဖြစ်စေပါတယ်တခါတလေတော့လေကိုတတောင်းတနေခွင့်ပြုလိုက်ပါပရိသတ်ကြီးတို့ရဲ့စိတ်ဖိစီးမှုဆိုတာဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပေမဲ့ကျမတို့ကစီမံခန့်ခွဲနိုင်ပါတယ်ဒီနေ့ကျမပြောပြသွားတဲ့နီလာလေးတွေကိုကျင့်သုံးခြင်းအားဖြင့်စိတ်ဖိစီးမှုကင်းတဲ့ပူမိုးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့အစီအစဉ်ကိုဒီမှာပဲရပ်နာပါတယ်ရှင်နောက်အစီအစဉ်မှာဘယ်ခေါင်းစဉ်တင်ဆက်ပေးစေချင်တယ်လဲအကြံပြုပေးခဲ့ပါနားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်